ကလေးနဲ့နွားနို့ဟာကလေးတို့ကိုယ်ခန္ဓာကြီးထွားဖို့ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်အရေးပါတဲ့အာဟာရဖြစ်ပါတယ်။နွားနို့နဲ့ပတ်သက်ပြီးသိထားတဲ့အချက်ကလေးတွေကိုပြောပြချင်ပါတယ်။၁နွားနို့ကိုဘယ်အချိန်စတိုက်မလဲ။ကလေးအသက်တစ်နှစ်ပြည့်ပြီးမှစတိုက်ရပါတယ်။တစ်နှစ်မပြည့်သေးရင်တိုက်လို့မရဘူးလားလို့မေးစရာရှိပါတယ်။လုံးဝမတိုက်ပါနဲ့လို့မိမိတို့ကိုပြောချင်ပါတယ်။ဘာလို့လဲဆိုတော့တစ်နှစ်အောက်ကလေးရဲ့အစာအိမ်ဟာမိခင်နှုတ်နဲ့တစ်နှစ်အောက်ကလေးအတွက်ဖော်ဆက်ထားတဲ့ formula နှုတ်မုံကိုပဲခြေဖြတ်နိုင်ပါသေးတယ်။နွားနို့ကိုတော့မခြေဖြတ်နိုင်သေးတဲ့အတွက်တစ်နှစ်အောက်မှာနွားနို့မတိုက်သင့်သေးပါ။နှစ်နွားနို့ကိုဘာကြောင့်တိုက်သင့်တယ်လဲ။လွယ်လွယ်ရှင်းရှင်းပြောရရင်တော့အယိုးတွေတွားတွေကြီးထွားဖို့အတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်ခေါ်ထုံးဓာတ်ပါလို့ပါအသားဓာတ်နဲ့ကစီဓာတ်လည်းပါဝင်လို့ကလေးကိုခွန်အားဖြစ်စေပါတယ်။၃နွားနို့တိုက်ပြီဆိုတော့အမေနို့တိုက်တာရက်လိုက်ရမလား။မိခင်တို့ကိုလုံးဝမရက်ရပါ။အနည်းဆုံးကလေးအသက်2နှစ်အထိအစဉ်ပြေလင်ကလေးတောက်တော့အသက်4-5-6နှစ်အထိဖြစ်ပါစေမိခင်တို့ကိုတိုက်ပေးပါ၄ကလေးကိုနွားနို့တစ်နှစ်ဘယ်လောက်တိုက်ရမလဲတစ်နှစ်အရွယ်ကလေးတစ်ယောက်ဒီတစ်နေ့ကိုနွားနို့2ဖန်ကွက်400မီလီတောက်နိုင်ပါသည်နွားနို့မတိုက်ဖြစ်ရင်နွားနို့400မီလီနဲ့ညီမျှသည့်ဒင်းချင်း cheese တို့ကိုလည်းကျွေးလို့ရပါတယ်အသက်2နှစ်အရွယ်တွင်တစ်နေ့လင်နွားနို့2ဖန်ကွက်ခွဲ900မီလီအထိတိုးတိုက်နိုင်ပါသည်နွားနို့မတောက်ဖြစ်ရင်နို့အတွက်ပစ္စည်းများဒင်းချင်း cheese စသဖြင့်ကျွေးလို့ရပါတယ်ငါကလေးကိုဘလို့နွားနို့တိုက်တယ်မှာလဲ ready made လာတဲ့နွားနို့တွေမှာအစီထုတ်ထားတဲ့နို့နဲ့မလိုင်အပြည့်ပါတဲ့နို့ဆိုပြီး2မျိုးရှိပါတယ်အသက်1နှစ်ကနေ2နှစ်အထိကလေးကိုမလိုင်အပြည့်ပါတဲ့ full cream milk အမျိုးအစားကိုပဲတိုက်ရမှာဖြစ်ပါတယ်2နှစ်ကျော်ကလေးကိုတော့အဝလွန်တဲ့လက္ခဏာရှိရင်အစီထုတ်ထားတဲ့နှုတ်တိုက်ရပါမယ်ဒီလိုမှမဟုတ်ရင်တော့ပုံမှန်အစီမထုတ်ထားတဲ့နှုတ်ကိုပဲတိုက်နိုင်ပါတယ်ခြံတွက်နွားနှုတ်ကိုတိုက်လို့မရဘူးလားဆိုရင်တော့တေချာစွာကြိုချက်ပိုးသက်ထားလဲတိုက်လို့ရပါတယ်အစိမ့်တိုက်လို့မရပါ6နွားနှုတ်မတောက်ချင်တဲ့ကလေးလေးတွေကိုဘလို့လေ့ကျင့်ပေးမလဲအချို့ကလေးကနွားနှုတ်ကိုပြောင်းတိုက်ရင်မတောက်တဲ့ပါဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်နွားနို့တစ်စမိခင်တို့သို့မဟုတ် formula 3စရောပြီးစတိုက်ပါနွားနို့ပါဝင်မှုအချို့ကိုတဖြည်းဖြည်းတိုးသွားပြီးမိခင်တို့ကိုလျှော့သွားပါနောက်ဆုံးတွင်နွားနို့ကြီးတောက်တက်သွားပါလိမ့်မယ်နွားနို့ကိုတနေ့တာလိုအပ်သည့်ပမာဏအထိကလေးကမတောက်ချင်ပါကလေးစားတတ်သောအစားအစာများတွင်ထည့်သွင်းကျွေးနိုင်ပါသည်ဥပမာနို့ဓမင်းပူတင်ဒင်းချင်း cheese စသဖြင့်ပေါ့ခုနှစ်ဒင်းချင်းကိုဘယ်လိုကျွေးရမလဲဒင်းချင်းကိုကျွေးရမှာပိုးသက်ထားတဲ့နှုတ်နဲ့ပြုတ်လုထားတာဖြစ်ရပါမယ်တကြားမပါရသေးပါဘူးတဘာဝအချိုတဲ့ရစေတဲ့အသီးအနှံလေးတွေနဲ့ဖြစ်ဖြစ်ပြားရည်နဲ့ဖြစ်ဖြစ်ရောကျွေးလို့ရပါတယ်ကလေးအတွက်တီးတန့်ထုတ်ထားတဲ့ဒင်းချင်းဘူးလေးတွေလည်းရှိပါတယ်ဒီနေ့ကို2အောင်စကနေ4အောင်စအထိကျွေးနိုင်ပါတယ်8နွားနို့နဲ့မတည့်တာရောဖြစ်နိုင်လားကလေးအ ਨੇ စုမှာတော့ဖြစ်နိုင်ပါတယ်ဒါကြောင့်စားတိုက်ခါစားရက်တွေမှာတတိထားကြည့်ဖို့လိုပါတယ်ခန္ဓာကိုယ်မှာအနေပြင်းထွက်ပြီးရသလားပါးစပ်ဝန်းကျင်မှာပိုထွက်တတ်တာလည်းရှိပါတယ်ဝမ်းပြက်သလားအန်သလားစတဲ့အချက်တွေကိုကြည့်ရပါမယ်တန်တရားရှိရင်ဆရာဝန်နဲ့တိုင်ပင်ပါဒါပေမဲ့အင်မတန်ဖြစ်ခဲပါတယ်နွားနို့တိုက်ခြင်းအကျိုးကျေးဇူးတွေကများတာမို့ကလေးတငယ်တိုင်းကိုသူတို့ရဲ့တနေ့တာလိုအပ်ချက်ပြည့်မီအောင်စူးစမ်းတိုက်ပေးဖို့ဖေဖေမေမေတို့ကိုတိုက်တွန်းခြင်းပါတယ်ရင်သွေးငယ်များကျမ်းမာပျော်ရွှင်ကြပါစေ